GPS ဆိုဒီမှာကမ္ဘာတည်နေရာပြစနစ် Global Positioning System ဖြစ်ပြီးတည်နေရာပြကြိုတူ Navigation Satellite များမှထုတ်လွှတ်လိုက်သောအချက်အလက်များကိုဖမ်းယူ၍ကမ္ဘာပေါ်ရှိမိမိသိရှိလိုသောတည်နေရာ၏ coordinate များကိုတွက်ချက်ပေးသောစနစ်ဖြစ်ပါတယ် GPS ကိရိယာကိုကမ္ဘာပေါ်ရှိမည်သည့်နေရာမည်သည့်အချိန်တွင်မဆိုအသုံးပြုနိုင်ပြီးမိမိရောက်ရှိနေသောတည်နေရာရောက်လိုသောနေရာတို့၏အကွာအဝေးလားရာကြာချိန်စသည်တို့ကိုတိုင်းတာသိရှိနိုင်ပါတယ် GPS စနစ်ကိုအမေရိကန်ပြည်ထောင်စုကာကွယ်ရေးဝန်ကြီးဌာန Department of Defense ကထိန်းချုပ်ဆောင်ရွက်လက်ရှိပြီး1980ခုနှစ်မှစတင်အသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။ယခင်ကစစ်ရေးတပ်သားတီထွင်အသုံးပြုခဲ့ခြင်းဖြစ်တော်လဲယနေ့ခေတ်တွင်ရပ်ဘက်ဆိုင်ရာလုပ်ငန်းများဖြစ်သောမြေတိုင်းတာရှင်စိုက်ပျိုးရေးခီးသွားလာရေးတင်အစာတရှာဖွေတူပေါ်ရေးလမ်းပန်းဆက်သွယ်ရေးစသည့်လုပ်ငန်းများတွင်တွင်ကျယ်စွာအသုံးပြုခဲ့ရှိပါတယ်။အမေရိကန်တို့၏ GPS စနစ်ကိုမိကိုရချင်းမှကင်းလွတ်ရန်ရုရှားနိုင်ငံမှ GLONASS တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ BeiDou ခေါ် Compass ဥရောပသမဂ္ဂနိုင်ငံများမှ Galileo အိန္ဒိယနိုင်ငံမှ IRNSS စသည့်ဒီနေရာပြကြိုးတုစုများကိုလွတ်တင်ထားရှိပါတယ် GPS စနစ်တွင်1ရုပ်တုများမှရှက်ပြလိုင်းများထုတ်လွှင့်ပေးသောအပိုင်း Space Segment 2မြေပြင်မှထိန်းချုပ်မှုအပိုင်း Ground Control Segment 3သုံးပြုသူများအပိုင်း User Segment ဟူ၍3မျိုးခွဲခြားနိုင်ပါတယ် Space Segment တွင်ကြိုးတု24လုံးပါဝင်ပြီးအရန်ကြိုးတုနှလုံးထားရှိကာမြေပြင်အထက်2200ကီလိုမီတာသို့မဟုတ်12600မိုင်ခန့်မှာကမ္ဘာအား17နာရီ58မိနစ်လျင်တပတ်နှုန်းဖြင့်လှည့်ပတ်လည်ရှိပါတယ်ကမ္ဘာပတ်လမ်းကြောင်း6ခုရှိပြီးတစ်ခုစီသည် Equator ပင်ကြီးအား55ဒီဂရီတင်ဆောင်တဲ့ပတ်လမ်းတစ်ခုနှင့်တစ်ခု60ဒီဂရီရှားထားပါတယ်ပတ်လမ်းတစ်ခုစီတွင်ကြိုးတု၄လုံးစီရှိပြီးကမ္ဘာပေါ်ရှိမြည်သည့်နေရာမြည်သည့်အချိန်တွင်မဆိုအနည်းဆုံးကြိုးတု၄လုံးတွေ့မြင်နိုင်အောင်စီမံထားပါတယ်ကြိုးတုတိုင်းတွင်အလွန်တိကျသည့်အတ္တနာ၏ High Precision Atomic Clock ၄လုံးစီပါရှိပါတယ် Atomic Clock များကကြိုးတုများ၏ချက်ပြလိုင်းနှင့်ကုတ်များထုတ်လွှတ်မှုကိုထိန်းချုပ်ထားပါတယ်ကြိုးတုများမှာ Microwave Signal များအဖြစ် Carrier Wave နှမျိုးထုတ်လုပ်ပြီး Carrier များက Digital ကုတ်များနှင့် Satellite Message များအားပယ်ဆောင်လာပါတယ် Carrier Wave နှမျိုးမှာ L1 နှင့် L2 Carrier များဖြစ်ကြပြီး L1 ၏ frequency မှာ 1595.42 MHz နှင့် L2 frequency မှာ 1229.63 MHz တို့ဖြစ်ပါတယ် L1 ၏ wavelength မှာ 19 cm နှင့် L2 ၏ wavelength မှာ 24 cm ဖြစ်ပါတယ် Carrier များမှတည်ဆောင်လာသည့် Digital ကုတ်နှမျိုးမှာ CA ကုတ်ခေါ် Coarse Acquisition ကုတ် P ကုတ်ခေါ် Precision ကုတ်တို့ဖြစ်ပါတယ်ဒီပုံမှာကြိုးတုများမှစကနင်များထုတ်လုပ်ပေးမျိုးဖြစ်ပါတယ် Ground Control Segment
GPS စနစ်အား Master Station တစ်ခုနှင့် Monitor Station ၄ခုတို့ဖြင့်ထိန်းချုပ်နေပါတယ်။ဂျိုဒူများ၏ဒီနေရာနှင့်လှုပ်ဆောင်မှုများအား Monitor Station များမှအမြဲရယူနေပြီး American နိုင်ငံ Colorado ရှိ Master Station သို့ပေးပို့ပါတယ်။ထိုချက်များကို Master Station မှစစ်ဆေး၍ချို့ယွင်းမှုတွေ့ရှိပါကအဆိုပါဂျိုဒူအား unhealthy ဟုသတ်မှတ်ပြီးလိုအပ်သောအမှားပြင်ဆင်မှုများတွက်ချက်၍မော်နီတာများသို့ပြန်လည်ပေးပို့ပါတယ်။မော်နီတာစတေရှင်များမှအမှားပြင်ဆင်ချက်များကို unhealthy ဂျိုဒူသို့ဆက်လက်ပေးပို့ပြီးအမှန်ပြင်ဆင်မှုဆောင်ရွက်ပါတယ်။ User segment ဂျိုဒူများမှထုတ်လွှတ်လိုက်သောအချက်ပြလိုင်းများအားဖမ်းယူ၍ဒီနေရာတွက်ချက်ပေးနိုင်သော GPS receiver များပါဝင်ပါတယ်။ဒီနေ့ခေတ်တွင် GPS စနစ်အားစက္ကိရိယာထိန်းကျောင်းခြင်း GIS အချက်အလက်ကောက်ယူခြင်းမြို့ပြစီးပြင်လုပ်ငန်းများတည်ယူပို့ဆောင်ရေးတစ်တော်ထိန်းသိမ်းခြင်းမြေမျက်နှာပြင်တိုင်းတာခြင်းဘူမိမြေပုံရေးဆွဲခြင်းလေကြောင်းထိန်းသိမ်းခြင်းတတုတူပေါ်ခြင်းစစ်စင်ရေးအာတီကစနစ်ဖြင့်တိုင်းတာခြင်းလမ်းကြောင်းချခြင်းပေါင်းကျင်ထိန်းသိမ်းရေးစိုက်ပျိုးရေးတရားဥပဒေစိုးမိုးရေးစသဖြင့်နေရာကဏ္ဍမျိုးစုံတွင်အသုံးပြုလျက်ရှိပါတယ်GPS receiver များကိုမိမိတိုင်းတာလိုသောလုပ်ငန်း၏တိကျမှုပေါ်မူတည်၍ Survey Grade GPS နှင့် Navigation GPS ဟူ၍နှစ်မျိုးခွဲခြားနိုင်ပါတယ်။ Survey Grade GPS များကိုတိကျမှုလိုအပ်သည့်မြေတိုင်းတာမှုများတွင်အသုံးပြုပါတယ်။ဥပမာ Geodetic Survey, Engineering Survey, Road Survey, Cadastral Surveyအစရှိသည်လို့ဖြစ်ပါတယ်။ Navigation GPS များကိုလမ်းကြောင်းရှာခြင်းခီးလမ်းမြင်ပြခြင်းမိမိရောက်ရှိနေသောဒီနေရာကိုအကြမ်းမြင်သိလို့ရှင်အစရှိသူတို့အတွက်အသုံးပြုနိုင်သည်တိကျမှုလိုသောမြေတိုင်းတာရှင်သို့မဟုတ်စကေးကြီးမြေပုံထုတ်ရန်အတွက်မြေတိုင်းတာရှင်တို့တွင်အသုံးပြုရနိုင်ပါ GPS များအား L1 carrier wave တစ်ခုသာဖမ်းယူနိုင်သည် Single Frequency Receiver L1 နှင့် L2 နှစ်ခုလုံးဖမ်းယူနိုင်သည် Dual Frequency Receiver ဟူ၍လည်းခွဲခြားနိုင်ပြီး Dual Frequency Receiver များကပိုမိုတိကျမှုရှိပါတယ် GPS အလုပ်လုပ်ပုံခြေခံသဘောတရားများ GPS အလုပ်လုပ်ပုံစနစ်သည်မြေတိုင်းခြေခံသင်ကြားခဲ့သူတို့အတွက်အလွန်လွယ်ကူပြီးမြေတိုင်းခြေခံတွင်သင်ကြားခဲ့ရသည့် Reception Method ကိုအခြေခံထားပါတယ်မိမိသိလိုသောနေရာဤဒီနေရာကိုရရှိလိုပါကတည်ပြီးသောဒီနေရာများမှအနည်းဆုံး3နေရာသို့အကွာအဝေးများတိုင်းတာ၍တွက်ချက်ယူရသည့် Transliteration နည်းဖြစ်ပါတယ်။ receiver များ၏ဒီနေရာသည်သိရှိလိုသောအမှတ်များဖြစ်၍ဂျိုဒူများသည်ဒီနေရာသိပြီးသောအမှတ်များဖြစ်ကြသဖြင့်အနည်းဆုံးဂျိုဒူ3လုံးဖမ်းမိရန်လိုအပ်ပါတယ်။ Reception Method တွင်ဒီနေရာသိပြီးအမှတ်များ၏တောင်းချင်းတောင်းကျပေါ်မူတည်၍တိကျမှုကွာခြားသကဲ့သို့ GPS ဂျိုဒူများ၏ပြည့်နှက်တည်ရှိမှု geometry ပေါ်မူတည်ပါတယ်ဂျိုဒူများနှင့် GPS receiver တို့ကြားအကွာအဝေး range အားတိုင်းတာတွက်ချက်နည်း2မျိုးရှိပါတယ်
ကုတ်များမှာ range ကိုတွေ့ယူခြင်းဂျိုဒုများမှာ စီကုတ်နှင့်ပီကုတ်တို့အားထုတ်လွှတ်လက်ရှိရာကုတ်ဆိုသည်မှာလက်စစ်တင်ကေတအွန်နှင့်အောင်ရှစ်များသို့မဟုတ်သင်္ချာတင်ကေတာတုံညနှင့်တစ်တို့ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်စီကုတ် frequency မှာ 1.3 MHz နဲ့ပီကုတ်မှာ 10.23 MHz ဖြစ်ပါတယ်စီကုတ်မှာရပ်ဘက်3ဖြစ်ပြီး shift length 193 မီတာရှိပြီး American ကာကွယ်ရေးဌာနအတွက်တိကျစီမံပြုလုပ်ထားသည့်ပီကုတ် shift length မှာ 29.3 မီတာသာရှိသဖြင့်စီကုတ်ထက်10ဆပိုမိုတိကျမှန်ကန်မှုရှိပါတယ်ကုတ်မဲရှာမှန်တွင်ကုတ်အားဂျိုဒုကစတင်လွတ်လိုက်သောအချိန်နှင့်မစီပါကဖမ်းယူသောအချိန်နှစ်ခုရှားနာခြင်းအားအလင်းအလင်းဖြင့်မြောက်၍အကွာအဝေးအားတွက်ယူခြင်းဖြစ်ပါတယ်ကုတ်အားအသုံးပြု၍တိုင်းတာခြင်းသည်ဂျိုဒုနှင့်မစီပါကြားအကွာအဝေး range ကိုတိုက်ရိုက်ရရှိပါတယ်carrier phase မှာ range ကိုတွက်ယူခြင်းဂျိုဒုများမှာ R1 နဲ့ R2 frequency နှမျိုးဖြင့် radio wave များကိုအမြဲထုတ်လွှတ်နေပါတယ် radio wave တို့မှာအလင်းအလင်းဖြစ်သည့်တစ်စက္ကန့်လျင်ကီလိုမီတာ3သိန်းသို့မဟုတ်1,86,000 မိုင်ခန့်ဖြင့်အာကာသအဖြတ်၍ကမ္ဘာမြေသို့ရောက်ရှိလာခြင်းဖြစ်ရာယင်းလိုင်းလျာ wave length အားတွက်ထုတ်နိုင်ပါတယ်ဂျိုဒိုနှင့် GPS receiver တို့ကြားလိုင်းရည်တဲ့အပြင် full number of cycle နှင့်အပိုင်းအစများ fraction of cycle တို့အားတိုင်းတာခြင်းဖြင့်ဂျိုဒိုနှင့် GPS ကြားအကွာအဝေး range အားတွက်ယူနိုင်ပါတယ်လိုင်းအရေအတွက်ထွေပြားခြင်း integer ambiguity carrier phase ပင် range အားတိုင်းတာရာတွင်အဓိကကြုံတွေ့ရသည့်စိန်ခေါ်မှုမှာ GPS နှင့်ဂျိုဒုကြားရှိ carrier radio line လိုင်းလျာစုစုပေါင်းဖြစ်ပါသည် radio line များကိုထုတ်လွှင့်လိုက်သည့်ဂျိုဒုမှာဖမ်းယူရရှိသည့် GPS အထိလိုင်းရည်အတွက်ညီမျှရှိသည်ကိုတွက်ချက်နိုင်ခြင်းမရှိပေ။ဤကဲ့သို့လိုင်းရည်အတွက်မသိခြင်းကိုအရည်အတွက်ထွေပြားခြင်း integer ambiguity ဟုခေါ်ပါတယ်။အဆိုပါအရည်အတွက်ထွေပြားခြင်းကိုပြပြောက်ပြီးနောက်တင်ညာတွက်ချက်မှုများသည်မီလီမီတာအထိတိကျလာပါတော့တယ်။ကုတ်နှင့် carrier measurement တို့အားနှိုင်းယှဉ်ခြင်း L1 carrier wave ၏လိုင်းလျာမှာ19 cm နှင့် L2 မှာ24 cm ဖြစ်ရာကုတ် chip length များဖြစ်သည် P ကုတ် 29.3 မီတာနှင့် C ကုတ်293 မီတာတို့ထက်များစွာတို့သဖြင့်ဒီနေရာတိကျမှန်ကန်မှုအစာများစွာပိုပေးနိုင်ပါတယ်ကုတ်ဖြင့်တိုင်းတာမှုသည်တိကျမှန်ကန်မှုအနေဖြင့်မီတာနည်းငယ်အထိသာရရှိနိုင်ပြီးကယ်ရီယာဖြင့်တိုင်းတာမှုသည်စင်တီမီတာအထိရရှိနိုင်ပါတယ်သို့သောကုတ်ဖြင့်တိုင်းတာခြင်းမှအကွာအဝေး range အားတိုက်ရိုက်ရရှိနိုင်ပါတယ်ကယ်ရီယာဖြင့်တိုင်းတာရာတွင် number of whole cycle ခေါ် integer ambiguity အားစီကုတ်များအသုံးပြု၍ပထမအဆင့်ခံမှန်းပြီးမှလိုအပ်သောမှန်ကန်မှုရရှိရန်အဆင့်ဆင့်တိုင်းတာတွက်ချက်သဖြင့်များစွာရှုပ်ထွေးပါလေ
မြေတိုင်းလုပ်ငန်းသုံး GPS receiver များမှာ carrier wave များကိုအသုံးပြုသောကိရိယာများဖြစ်ပါတယ်။ GPS receiver ၏ တည်နေရာအားတွက်ချက်ယူခြင်း determination of position ဂြိုလ်တုမှထုတ်လွှတ်သော carrier သို့မဟုတ်ကုန်များကိုဖမ်းယူ၍တွက်ချက်ခြင်းဖြင့်ဂြိုလ်တုနှင့် receiver တို့ကြားအကွာအဝေး range ကိုသိရှိပြီးနောက် GPS စက္ကန့်များတွင်ပါဝင်သော alarm နှင့် data အရာဂြိုလ်ရောက်ရှိနေသောတည်နေရာအားသိရှိပြီးဖြစ်သည်ဖြင့်GPS receiver ၏ တည်နေရာအား trilateration နည်းဖြင့်တွက်ယူခြင်းဖြစ်ပါတယ်။တည်နေရာတွက်ယူရာတွင်အနည်းဆုံးဂြိုလ်တုလေးလုံးမှအချက်အလက်များဖမ်းယူရရှိရန်လိုအပ်ပါတယ်။ trilateration range များအားအသုံးပြု၍ GPS တည်နေရာအားတွက်ချက်ယူခြင်းဂြိုလ်တုတစ်လုံးနှလုံးမှာအချက်လက်များအားဖမ်းယူ၍ range အားတွက်ချက်ရရှိရုံများဖြင့် GPS တည်နေရာအားတွက်ချက်နိုင်ခြင်းမရှိပါဂြိုလ်တုသုံးလုံးမှာအချက်လက်များဖမ်းယူ၍ range အားတွက်ချက်ပြီးသည့်အခါ GPS တည်နေရာအားခံမှန်းရရှိတော်လဲတိကျစွာတိုင်းတာမရရှိနိုင်သေးပါအနည်းဆုံးဂြိုလ်တုလေးလုံးမှအချက်လက်များအားဖမ်းယူရရှိမှသာ GPS တည်နေရာသာမှာကအမြင့်ပါတိုင်းတာသိရှိနိုင်ပါတယ်Satellite visibility and availability ဖမ်းယူရရှိနိုင်သောဂြိုလ်တုများဂြိုလ်တုတို့၏တည်နေရာအားကမ္ဘာပေါ်ရှိအမှတ်တစ်ခုမှရည်ညွှန်းဖော်ပြလိုပါက elevation angle နှင့်အစိမ့်မှတ်တို့ဖြင့်ဖော်ပြပါတယ် elevation angle ဆိုသည်မှာ GPS antenna အမြင့်အတန်းရေပြင်ညီမြင့်နှင့်ဂြိုလ်တုသို့ဆက်သွယ်သောမြင့်တို့ကြားရှိတောင်းဖြစ်ပြီးအစိမ့်မှတ်ဆိုသည်မှာGPS receiver ၏ မြောက်ရက်မှဂြိုလ်တုစီသို့နိုင်လက်တံလှည့်သည့်အတိုင်တောင်းဖြစ်ပါတယ် GPS တိုင်းတာရာတွင်မြင့်ထောင်တစ်ခုသတ်မှတ်ပြီးထိုသတ်မှတ်ထားသောမြင့်ထောင်၏အောက်ရှိဂြိုလ်တုများမှစက္ကန့်များအားမှတ်တမ်းတင်ခြင်းတွက်ချက်ခြင်းမပြုဘဲထိုမြင့်ထောင်ကို elevation mass သို့မဟုတ် mass angle သို့မဟုတ် cut off angle ဟုခေါ်ပါတယ်ထို elevation mass ၏အထက်တွင်ရှိပြီးကြားခံအတားအဆီးမရှိသောနေရာတွင်လက်တလောရောက်ရှိနေသည့်ဂြိုလ်တုများကို visible သို့မဟုတ် available satellite ဟုသတ်မှတ်ပါတယ် Satellite availability plots GPS receiver ဖြင့်တနေရာရာတွင်ခေတ္တတိုင်းတာလျင်အလမ်နက်ဖိုင်ရရှိပြီးထိုဖိုင်အားအသုံးပြု၍ GPS software များဖြင့်အလိုရှိရာအမှတ်တစ်ခုတွင်တိုင်းတာရနိုင်သောဂြိုလ်တုများဆက်ရင် Satellite availability ကိုတွက်ယူနိုင်ပါတယ် Satellite availability ကိုသိမှသာ GPS တိုင်းတာခြင်းအားမိသည့်အချိန်တွင်ပြုလုပ်ပါကအသင့်တော်ဆုံးဖြစ်သည်ကိုသိရှိနိုင်ပါတယ် GPS တိုင်းတာရာတွင်မှားနိုင်သောအကြောင်းရင်းများ sources of error GPS တိုင်းတာရာတွင်အမှားများ၏အခြေခံအကြောင်းမှာတိုင်းတာ၍ရသော range နှင့်အမှန်ရှိရမည့် range တို့မတူသောကြောင့်အဓိကဖြစ်ပေါ်ပြီးအောက်ပါအချက်များကြောင့်အမှားများဖြစ်ပေါ်လို့ရှိပါတယ် 1. Satellite geometry
2. Orbital error, satellite clock error and selected availability. 3. Anti-spoofing. 4. Human error. 5. Atmospheric effects, ionospheric and tropospheric effects. 6. Receiver clock error, multipath receiver noise. 7. Cycle slip error in carrier phase observation တို့ဖြစ်ပါတယ် Satellite geometry Satellite geometry သည်ဒီနေရာတိကျမှန်ကန်မှုအားတိုက်ရိုက်သက်ရောက်မှုရှိပါတယ်ဂြိုလ်တုတို့၏ပြန်လည်တည်ရှိမှုအနေအထားကောင်းမှသာလျှင်ဒီနေရာမှန်ကန်မှုနှင့်နှိစက်နိုင်ပါတယ်ဥပမာအားဖြင့်ဂြိုလ်တုတစ်လုံးသည်အပေါ်တဲ့တဲ့ခန့်တွင်ရှိနေပြီးအခြားဂြိုလ်တုလေးလုံးသည်အရက်လင်းမျက်နှာ၌အညီအမျှဖမ်းကျက်လျက်၎င်းတို့၏မြင့်တောက်မှာလည်း20ဒီဂရီခန့်ရှိနေခြင်းဖြစ်ပါတယ်ဂြိုလ်တုအရေအတွက်များများရနိုင်တော့လဲဂြိုလ်တုတို့သည်အရက်တစ်မျက်နှာထဲ၌တည်ရှိနေပါက၎င်းတို့ကပေးသောဒီနေရာမမှန်နိုင်ပါ GPS တိုင်းနေရာတွင်မှန်ကန်မှုကိုရောကြစေနိုင်သောညွှန်းကိန်းကို Dilution of Precision DOP ဟုခေါ်ပါတယ်အကောင်းဆုံးဂြိုလ်တုများရဲ့အနေအထားဖြစ်ပါတယ်ဂြိုလ်တုအရေအတွက်များတော့လဲဂြိုလ်တုအနေအထားမကောင်းပါပီဒေါ့တန်ဖိုးသည် receiver နှင့်၎င်းကဖမ်းယူနေသောဂြိုလ်တုလေးခုအကြားဆက်သွယ်ဖွဲ့စည်းလိုက်သော pyramid ပုံ၏ဒုတယ်နှင့်ကြောင်းပြန်အရှိုးကြပါသည် GPS software များသည် satellite availability နှင့်ကောင်းကင်ပြင်ရှိတည်နေရာ sky block ကိုမိ၍ DOB တန်ဖိုးများကိုတွက်ထုတ်ပေးပါသည် GPS တိုင်းနေရာတွင်ပီဒေါ့တန်ဖိုးနည်းလေပိုကောင်းလေဖြစ်သည်ဖြင့်ပီဒေါ့တန်ဖိုးရှော့အောက်ရော့မှသာတိုင်းတာသင့်ပါတယ်Orbital error, satellite clock error and selected availability. Orbital error သည်ဂြိုလ်တုမှထုတ်လွှတ်နေသော broadcast ephemeris အားအသုံးပြု၍တွက်ယူရရှိသောဂြိုလ်တုတည်နေရာနှင့်ဂြိုလ်တု၏အမှန်တည်နေရာတို့ခြားနားချက်ကြောင့်ဖြစ်ပါသည်ဂြိုလ်တုတွင်တပ်ဆင်ထားသော atomic clock ၏ရှုပ်ယွင်းမှုကြောင့် satellite clock error ဖြစ်ပေါ်နိုင်ပါသည်သုံး GPS တို့၏တိကျမှန်ကန်မှုကို American ကာကွယ်ရေးဌာနကကန့်သတ်ထိန်းချုပ်သောအချက်နှစ်ချက်ဖြစ်သည့်ဂြိုလ်တု၏ဒီနေရာနှင့်အချိန်တို့ကိုမှန်ကန်မှုအဆင့်လျှော့ချခြင်း degradation ကို selected availability SA ဟုခေါ်ပါသည် SA ကန့်သတ်မှုကြောင့်တာမန် GPS များတွင်ရေပြင်ကြီး100မီတာခန့်နှင့်အမြင့်156မီတာခန့်မှားနိုင်ပါသည်သို့ရာတွင် SAR 2000ခုနှစ်မေလ1ရက်နေ့မှစပြီးပိတ်လိုက်ပြီးဖြစ်ပါတယ်။ American ကာကွယ်ရေးဌာနကခွင့်ပြုချက်ရသည့်များမှအပါကြံရသုံး GPS များတွင် P ကုတ်အားအသုံးပြုခွင့်ပိတ်ပင်ထားခြင်းကို Anti-spoofing AS ဟုခေါ်ပါတယ်။ခွင့်ပြုချက်ရ GPS များတွင် P ကုတ်အစား Y ကုတ်ကိုပြောင်းလဲအသုံးပြုရန်အစားထိုးပေးထားပြီးဝိုင်ကုတ်သည်ပီကုတ်ကဲ့သို့တူညီသောဂုဏ်သတ္တိရှိတော်လဲခွင့်ပြုချက်မရသော receiver များဖမ်းယူ၍မရနိုင်ပါ Human error တိုင်းတာသူ၏အမှားတို့တွင်အမြဲလိုတွေ့ရတတ်သည့် Human error တို့မှာ antenna height မှမှတ်မိခြင်း
ကင်္ဂရများနေရာလွေရေးမိရှင်တိုင်းတာသောအချိန်တူရှင်ချိန်တိကျဒီချိန်ရှာရှင်းတို့တွင်တိကျမှုမရှိရှင် atmospheric affairs ဂျိုလူနှင့် GPS ကြားအကွာအဝေး range အားတစ်ချက်ရာတွင် GPS စနစ်များသည်အလင်းအလင်းဖြင့်သွားသည်ဟုသောယူဆချက်ကိုအခြေခံ၍တွက်ချက်ခဲ့တော်လဲကမ္ဘာလေထုအလွှာရှိ ionosphere ကမ္ဘာမြေပြင်ထက်50ကီလိုမီတာမှ1000ကီလိုမီတာအထိတွင်ရှိသော free electron များ၏အလွှာနှင့် troposphere ကမ္ဘာမြေပြင်ထက်80ကီလိုမီတာအထိတွင်ရှိသောရေခိုးရင်ဝင်များပြည့်နေသည့်ကမ္ဘာရာသီဥတုကိုဖြစ်ပေါ်စေသောအလွှာတို့သည် GPS စနစ်များ၏သွားလုံးအားလျော့ကျစေသဖြင့်တွက်ချက်ခြင်းအားမှားစေနိုင်ပါသည်ဂျိုလူသည်လက်စီပိုင်းအပေါ်တက်လက်တွင်ရှိပါကအမှားနည်းပြီးဂျိုလူ၏မြင့်တောက်နဲလေချက်သွင်းရသော ionosphere နှင့် troposphere အလွှာပေါ်၏ထူလေဖြစ်သဖြင့်အမှားများလေဖြစ်ပါသည်receiver clock error multipath receiver noise receiver clock error အားခံမှန်းပယ်ပြောင်းနိုင်သဖြင့်ဒီနေရာမှန်ကန်မှုအပေါ်တွင်များစွာသက်ရောက်မှုမရှိပါ multipath error သည်ဂျိုဒူးမှထုတ်လွှတ်သော signal များအားဖတ်ယူရာတွင်တဲ့ဝင်လာသော signal နှင့်အခြားသောအနီးဝန်းကျင်ရှိကြီးမားသည့်အရာဝတ္ထုများတစ်ပင်အဆောက်အုံတောင်စသည်တို့အားရိုက်ခတ်တင်လာသည့် signal များရောထွေး၍ဖန်ယူရရှိခြင်းကြောင့်ဖြစ်ပါတယ်။ receiver noise error သည် receiver တစ်ခုမှာကုန်းနှင့် carrier တို့အားညီမျှတိကျစွာတိုင်းတာနိုင်သည်ဟုသောအချက်ပေါ်မူတည်ပါတယ်။ multipath နှင့် receiver noise error တို့၏အမှားပမာဏသည် shift length wave length တို့နှင့်တိုက်ရိုက်ချိုးကျပြီး GPS receiver နှင့် antenna တို့၏ဖွဲ့စည်းပုံပုံသဏ္ဍာန်တို့ပေါ်တွင်မူတည်ပါတယ်။ cycle slip error carrier phase အသုံးပြု၍တိုင်းတာရာတွင်စီကုံများကိုအမိပြီး၍ integer ambiguity အခမ်းမှန်းတွက်ချက်ကကနဦးတိုင်းတာမှုပြုပြီးမှဂျိုလူနှင့် receiver ကြားအကွာအဝေး range အားတွက်ချက်ကြောင်းသိခဲ့ပြီးဖြစ်ပါတယ်။ထို့သော range အားစဉ်ဆက်မပြတ်တွက်ချက်နေရန် satellite log မပြတ်ဘဲအမြဲရရန်လိုအပ်ပါတယ်။ထို့သောမဟုတ်ဘဲကြားခံအတားအဆီးတစ်ခုခုကြောင့် satellite signal ခိတ္တတက်ပြီးမှပြန်လည်ဖမ်းယူရရှိခြင်းအား cycle slip error ဟုခေါ်ပါတယ်။ cycle slip များအား data processing ပြုလုပ်ရာတွင်စစ်ဆေးပယ်ဖျောက်နိုင်ပါတယ်။မှားယွင်းမှုပမာဏ magnitude of error အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း GPS တိုင်းတာရာတွင်မှန်ကန်မှုအဆင့်အတန်းသည်အချက်များစွာပေါ်တွင်မူတည်နေသဖြင့်ကုတ်သို့မဟုတ် carrier မည်သည်ကိုသုံးသည်ဆိုသောအချက်နှင့်အမှားများအားမည်သို့ကိုင်တွယ်ဖြေရှင်းသည်ဟုသောအချက်တို့မှာအရေးကြီးပါသည်GPS တိုင်းတာရှင်နည်းစနစ်များsingle point versus relative positioning အမှတ်တစ်ခု၏တည်နေရာအားမြေပြင်ပေါ်ရှိတည်ပြီးအမှတ်နှုံးပိုက်များ၏ coordinate များအသုံးမပြုဘဲတိုင်းတာရှင်ကို single point positioning သို့မဟုတ် absolute positioning ဟုခေါ်ပါတယ်အမှတ်တစ်ခု၏တည်နေရာအားမြေပြင်ပေါ်ရှိတည်ပြီးအမှတ်နှုံးပိုက်များ၏ coordinate များကိုအမိပြု၍တိုင်းတာရှင်ကို relative positioning ဟုခေါ်ပါတယ်GPS တိုင်းတာရာတွင်တွေ့ရတတ်သောအမှားများဖြစ်သည့် orbital error, tropospheric error, ionospheric error တို့မှာနှုံးပိုင်းနှင့် unknown station နှစ်ခုလုံးတွင်ဘုံအမှားဖြစ်တွေ့ရပြီး
ထိုအမအားရှားနိုင်တဲ့ဖြင့် relative positioning သည် single point positioning ထက်တိကျမှုများစွာပိုပါတယ်။ Static versus kinematic positioning Static ဆိုသည်မှာတိုင်းတာလိုသောအမှတ်တွင်အစီပါအထိုင်ရှား၍တိုင်းတာခြင်းဖြစ်ရာမှန်ကန်မှုအများဆုံးပေးနိုင်သောတိုင်းတာခြင်းမျိုးဖြစ်ပါတယ် Static တွင်တိုင်းတာသောအချိန် occupation time ပေါ်မူတည်၍ static နှင့် fast static ဟူ၍နှမျိုးခွဲနိုင်ပြီး occupation time 3 မိနစ်မှ10မိနစ်အထိသာရှား၍တိုင်းတာခြင်းမျိုးအား fast static ဟုသတ်မှတ်နိုင်ပါတယ်တိုင်းတာရာတွင်အခြေခံအားဖြင့်15စက္ကန့်တစ်ကြိမ်နှုန်းဖြင့်အချက်လက်များကိုသိသိချင်းပြုလုပ်ပါတယ်အမှတ်တစ်ခုနှင့်တစ်ခုအကွာအဝေးပေါ်မူတည်၍တိုင်းတာခြင်းကိုသတ်မှတ်ရာတာမန်အားဖြင့်တစ်ကြိမ်တိုင်းလျှင်အနည်းဆုံးမိနစ်20အပေါင်းအမှတ်များ၏အကွာအဝေးနှစ်ဆဖြင့်တိုင်းတာရန်အချိန်ကိုတွက်ယူပါတယ်ဥပမာ23ကီလိုမီတာအကွာအဝေးအတွက်မိနစ်20အပေါင်း2ည23ကီလိုမီတာညီမျှခြင်း66မိနစ်ဖြစ်ပါတယ် Kinematic ဆိုသည်မှာ receiver အားပြေလျားသွားလာ၍တိုင်းတာခြင်းဖြစ်ပြီး static တိုင်းတာခြင်းလောက်တိကျမှန်ကန်မှုမရနိုင်ပါဤစနစ်၏ကောင်းကျိုးမှာပရမဥစွာအချိန်ပေးစတင်ခြင်း initialization ပြုလုပ်ပြီးပါကနောက်ဆက်လက်တိုင်းတာခြင်းများတွင်10စက္ကန့်မှ30စက္ကန့်အထိတိုင်းတာရုံများဖြင့်တိကျမှန်ကန်မှုစင်တီမီတာအနည်းငယ်အထိရရှိနိုင်ခြင်းဖြစ်ပါတယ် Real time versus post processing တိုင်းတာလျက်ရှိစဉ်ဒီနေရာအားတပြိုင်နက်တွက်ချက်ရယူခြင်းအား real time ဟုခေါ်ပြီးတိုင်းတာမှုပြီးဆုံးသောအခါ base နှင့် rover တို့မှတိုင်းတာရရှိသော data များအားကွန်ပျူတာအသုံးပြု၍တွက်ချက်ခြင်းကို post processing ဟုခေါ်ပါတယ် Real time kinematic RTK GPS များအသုံးပြု၍တိုင်းတာသည့်နည်းစနစ်များ Static relative positioning ရှေ့ဆိုင်တိုင်းတာခြင်း Static survey ခေါ် Static relative positioning နည်းစနစ်ကိုအလွန်တိကျရန်လိုအပ်သောမြေပြင်ထိန်းချုပ်မှတ် GCP များတိုင်းတာရာတွင်အသုံးပြုပါတယ်အနည်းဆုံး12လုံးအသုံးပြုရန်လိုအပ်ပြီး17လုံးသည် coordinate တည်ပြီးသားအမှတ်ပေါ်တွင်ဖွင့်ထား၍အခြားစက်များကိုတိလိုသောအမှတ်များပေါ်တွင်ဖွင့်ထားရမှာဖြစ်ပါတယ်အမှတ်များ၏တစ်ခုနှင့်တစ်ခုအကွာအဝေးပေါ်မူတည်ပြီးတိုင်းတာချိန်နိုင်နေငယ်မှ10နာရီ12နာရီခန့်အထိကြာမြင့်နိုင်ပါတယ်တိုင်းတာရာတွင်အခြေခံအားဖြင့်15စက္ကန့်တစ်ကြိမ်တိုင်းတာ၍ data log သိမ်းဆည်းပါတယ်အမှတ်များတစ်ခုနှင့်တစ်ခုအကွာအဝေးပေါ်မူတည်၍တိုင်းတာချိန်ကိုတာမန်အားဖြင့်မိနစ်20အပေါင်းနှစ်အမြောက်အကွာအဝေးကီလိုမီတာဆိုသောသတ်မှတ်ချက်ဖြင့်တိုင်းတာပါတယ်ရေတိုအခြေစိုက်တိုင်းတာခြင်း Rapid Static Relative Positioning ဤတိုင်းတာမှုတွင်17လုံးကို coordinate တည်ပြီးသားအမှတ်တစ်ခုနှုံးပိုင်းပေါ်တွင်စက်တိုက်ဖွင့်ထားပြီးအခြားစက်များကို coordinate တည်လိုသောအမှတ်များပေါ်တွင်ဖွင့်ထားရပါတယ်ရေတိုအခြေစိုက်တိုင်းတာမှုများတွင်တိုင်းတာနှုန်းကို5စက္ကန့်ထားသင့်ပါတယ်ဤနည်းလမ်းသည်အမှတ်တစ်ခုနှင့်တစ်ခုအကွာအဝေး25ကီလိုမီတာတက်မကျော်လွန်လျှင်သုံးသင့်ပါတယ်အမှတ်များပေါ်တွင်တိုင်းတာရန်ကြာချိန်ကို10မိနစ်အပေါင်း1အမြောက်အကွာအဝေးကီလိုမီတာဆိုသောသတ်မှတ်ချက်ဖြင့်တွက်ချက်နိုင်ပါတယ်ပြေလျားတိုင်းတာရှင် kinematic relative positioning ဤတိုင်းတာမှုတွင်17လုံးကို coordinate တည်ပြီးသားအမှတ်တစ်ခုနှုံးပိုင်းပေါ်တွင်တောက်လျှောက်ဖွင့်ထားပြီး
အရှားဆက်များကိုထွင်ပေါက်ဖြင့်အခြေစိုက်တိုင်းတာရန်မလိုအပ်ဘဲပိုးပေါ်တင်၍ကော်ဒီနိတ်တိလိုသောအမှတ်များပေါ်တွင်တိုင်းတာပါတယ် Stop and go တိုင်းတာရှင်ဟုလည်းခေါ်ပါတယ်။ဤကဲ့သို့တိုင်းတာမှုများကိုအမှတ်ပေါင်းများစွာတိုင်းတာရန်လိုအပ်သည့်တိုဘိုစာပေလုပ်ငန်းများနှင့်ရေပုံများရေးစတက်လို့ရာတွင်လွန်စွာအသုံးဝင်ပါတယ်။အဆိုပါနည်းလမ်းဖြင့်တိုင်းတာရာတွင်တိုင်းတာသည့်နှုန်းကို 0.2 စက္ကန့်ဖြင့်တိုင်းတာသင့်ပြီးအမှတ်တစ်ခုပေါ်တွင်အနည်းဆုံး1စက္ကန့်ရပ်နေသင့်ပါတယ်။တိုင်းတာရလာသည့်အချက်လက်များကိုစက်တဲတွင်ထိန်းသိမ်းထားပြီးတိုင်းတာမှုများပြီးဆုံးသွားပြီးနောက်ထိုင်ဆက်နှင့်ပြည်လျက်ဆက်များမှအချက်လက်များကိုကွန်ပျူတာတွင်ထည့်သွင်းကာတက်ရှိရပါတယ်။ Post process kinematic PPK ခေါ် Stop and go တိုင်းတာပုံဖြစ်ပါတယ်။ချိန်နှင့်တပြေးညီပြေလျားတိုင်းတာရှင် Real time kinematic relative positioning RTK စာပေခေါ် Real time kinematic relative positioning နည်းစနစ်သည်ပြေလျားတိုင်းတာရှင် kinematic relative positioning နှင့်ကွာခြားချက်မှာရေဒီယိုဆက်သွယ်မှုကိုအသုံးပြု၍အထိုင်ဆက်သည်၎င်းတွေ့ကြုံနေရသည့်အမှားများကိုပြေလျားဆက်များသို့ချိန်နှင့်တပြေးညီပေးဖို့ကချက်ချင်းပြင်ဆင်တွက်ချက်စေခြင်းဖြစ်ပါတယ်။တိုင်းတာနှုန်းကို1စက္ကန့်ထားသည်မြည်အမှတ်တစ်ခုပေါ်တွင်5စက္ကန့်ခန့်တက်တန့်၍တိုင်းတာသင့်ပါတယ်။ RTK တိုင်းတာမှုသည်ရေဒီယိုဖြင့်သဟဇာတဖြစ်ရန်လိုအပ်ပြီးဆက်သွယ်ရေးစခန်းများစစ်တပ်များမင်းနာပြင်ကျန်းတန်းသောနေရာများတွင်သုံးစွဲရန်အခက်အခဲရှိတတ်ပါတယ်။ထို့အပြင်တာမန်အားဖြင့်ထိုင်ဆက်နှင့်10 ကီလိုမီတာထက်ဝေးกว่าပြီးသုံးစွဲရန်မသင့်တော့ပါ။ရေဒီယိုမုတ်ဖြင့် RTK တိုင်းတာနေပုံဖြစ်ပါတယ်။ Cosmo ခေါ် Continuously Operating Reference Station Mode ဖြင့်တိုင်းတာနေပုံဖြစ်ပါတယ်။ဤနည်းစနစ်တွင် Radio Link အစား GPRS သို့မဟုတ် Rosirium စနစ်ကိုအသုံးပြုပါတယ်။တိုင်းတာရာတွင် Base Station သို့မဟုတ် Virtual Reference Station များမှာ50 ကီလိုမီတာအကွာအထိတိုင်းတာနိုင်ပါတယ်။ GPS ဖြင့်တိုင်းတာရာတွင်တွေ့ကြုံရသည့်အမှားများကိုခြေဖြတ်နိုင်ရန်အမေရိကန်နိုင်ငံမှ WAAS ဥရောပသမဂ္ဂမှ Agonos ဂျပန်နိုင်ငံမှ MESES စသည့် Space Based Augmented System SBAS နည်းပညာများကိုလည်းအသုံးပြုပါတယ်။ဤစနစ်တွင်မြေပြင်ပေါ်ရှိ Base Station များမှတွေ့ရှိရသည့်အမှားများကိုGeosynchronous Satellite သို့ပေးပို့ပြီးရင်းမှတဆင့် GPS များသို့ပြန်လည်ပေးပို့ပြီးအမှားရှည်တည်နည်းစနစ်ဖြစ်ပါတယ်။မိမိဖန်ယူသော GPS များတွင်တခါတရံ WAAS ပေါ်လာသည်ကိုတွေ့ရှိရတော့လဲရင်းစနစ်သည်အမေရိကတိုက်နှင့်ဥရောပတိုက်တို့တွင်သာအသုံးပြုနိုင်ပါတယ်။ American တို့၏ GPS စနစ်အပြင်ရုရှားနိုင်ငံမှ GLONASS တရုတ်နိုင်ငံမှ Beidou ဥရောပသမဂ္ဂမှ Galileo အိန္ဒိယနိုင်ငံမှ IRNSS စသည့်ကမ္ဘာတည်နေရာပြဂြိုဟ်တုစနစ်များကိုဆောင်ရွက်ထားရှိပြီးဖြစ်ရာစနစ်အသီးသီး၏အသုံးပြုသည့်ကုတ်မျိုးစားများကမ္ဘာလက်ပတ်နေသည့်အမြင်ကမ္ဘာလက်ပတ်ရန်ကြာရှိန်ဂြိုဟ်တုအရေးအတွက်အသုံးပြုသည့် frequency စရှိသည့်တို့အားတင်ပြထားခြင်းဖြစ်ပါတယ်။ဤကဲ့သို့
ဒီနေရာပြဂျိုတူးစနစ်အမျိုးမျိုးအသုံးပြုနိုင်ခြင်းကြောင့် GPS တိုင်းတာရတွင်ပီထော့တန်ဖို့ပြောကြစေပြီးတိုင်းတာမှုအားပုံမူတိကျလာစေပါလေဂျိုတူးစနစ်မျိုးမျိုးမှ frequency မျိုးမျိုးကိုဖမ်းယူတွက်ချက်ခြင်းကြောင့်အမြင့်တန်ဖိုးများလည်းပုံမူတိကျမှန်ကန်လာပါတယ်ဂျိုတူးမှဖမ်းယူရရှိနိုင်ပြီးအချိန်အားစောင့်ဆိုင်းရန်မလိုအပ်တော့ပဲဆက်စတမှု initialization မြန်ဆန်လာသဖြင့်လုပ်ငန်းများလည်းမြန်ဆန်လာပါတယ်